strategy ဆိုတာကရေရှည်မှာကိုဘာလုပ်ချင်တာလဲဘယ်ရောက်ချင်တယ်လဲဘာတွေလုပ်နေချင်တယ်လဲဘာတွေရောင်းနေချင်တယ်လဲဘယ်ဈေးကွက်ထဲမှာရှိနေချင်တယ်လဲဒါတွေကျွန်တော်တို့စဉ်းစားတာကျွန်တော်တို့ scope နဲ့ direction ပိုင်းဖြစ်တယ်အဲ့တော့ strategy မှာအဲ့လိုအပိုင်းတွေလည်းထည့်ပြီးတော့စဉ်းစားပါတယ်နောက်တစ်ပိုင်းကျတော့ competitive advantage အဲ့ competitive advantage ဆိုတာကပြိုင်ဘက်ထက်တာတဲ့အချက်တာအောင်ဘယ်လိုလုပ်မလဲဒါကိုကျွန်တော်တို့စဉ်းစားမယ်နော်ဆိုတော့ရေရှည်မှာငါတို့တာအောင်ဘယ်လိုလုပ်မလဲသူများတွေထက်တာပြီးတော့သူများတွေထက်ပတ်စံတွေပိုရပြီးတော့သူများတွေထက်ပိုပြီးတော့ထိရောက်အောင်ငါတို့ဘယ်လိုလုပ်ကြမလဲစီးပွားရေးလုပ်ငန်းဆိုတော့သူများထက်ပိုမြတ်အောင်ပေါ့နော်တခြားလုပ်ငန်းတွေဆိုလည်းထိထိရောက်ရောက်ဘယ်လိုလုပ်မလဲသူများတွေနဲ့ရှင်ပြိုင်ပြီးတော့ဒါမျိုးကျွန်တော်တို့စဉ်းစားရဆို competitive advantage ကိုခေါ်တယ်အဲ့တော့ရေတိုမှာကျွန်တော်တို့အခုလောလောဆယ်ရနေတဲ့ competitive advantage ဒီနောက်9နှစ်ကြာရင်အဲ့ဒါရှိပါအောင်မလားအဲ့ဒါကြီးလည်းကျွန်တော်တို့ပြန်တွက်ရတယ်ဥပမာဆိုတော့အခုလောလောဆယ်မှာခင်ဗျားတို့ကဒီနည်းပညာတစ်ခုကြောင့်မလို့သူများတွေတဲ့အရန်တာနေတယ်နော်ဒါပေမဲ့နောက်9နှစ်နေလို့ရှိရင်အဲ့ဒီနည်းပညာကလူတိုင်းတက်သွားပြီလူတိုင်းသုံးနေပြီဆိုလို့ရှိရင်ဒါလေးနဲ့ပဲကျွန်တော်တို့ရှင်းပြနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပစ္စည်းကျွန်တော်တို့ရဲ့လုပ်ငန်းသူများတွေထူးခြားမှုမရှိနိုင်ဘူးဆိုတော့ကျွန်တော်တို့ကဘာထပ်ပြီးတော့ဖြည့်မလဲနော်ဒီနောက်9နှစ်ကြာရင်ဖြစ်လာမဲ့အနေအထားအရငါတို့ဘာတွေထပ်ပြီးတော့သူများထက်တောင်းလုပ်ထားမလဲဆိုတော့ကျွန်တော်စဉ်းစားဖို့လိုတယ်ဆိုတော့လူတယောက်အင်္ဂလိပ်လိုကောင်းအောင်တက်တယ်ပြောနိုင်ဆိုနိုင်ရေးနိုင်ဆိုတော့ तू ကလာစာကောင်းအောင်ရတယ်နောက်10နှစ်ကြာလို့ရှိရင်အကုန်လုံးရေးနိုင်ပြောနိုင်ဖြစ်လာပြီဆိုလို့ရှိရင် तू ကဒါနဲ့ပဲ तू ရှင်ပြိုင်လို့ရမလား तू သူများထက်ပတ်စံပို့လို့ရှင်လို့ရှိရင်တခြားဟာတွေတက်ဆရာလိုမလားဒါမျိုးကျွန်တော်တို့စဉ်းစားရတယ်လို့ပဲလုပ်ငန်းတွေမှာလည်းဒီတိုင်းပဲအခုဒီလုပ်ငန်းတွေဒါကြောင့်ပတ်စံရနေတယ်နောက်9နှစ်ကြာရင်အဲ့ဒါသူများတွေအကုန်ကူးချလိုက်ပြီဒါမှမဟုတ်သူများတွေလက်လန်းမိသွားပြီဆိုရင်ခင်ဗျားဒါနဲ့ရက်တည်လို့မရဘူးဆိုတော့ကျွန်တော်တို့က competitive advantage နောက်9နှစ်မှာငါဘာကိုသုံးပြီးတော့ပြိုင်ပါလဲသူများတွေထက်ငါဘယ်ဟာလေးတွေတော့တောင်းလုပ်ထားမလဲအဲ့ဒါကျွန်တော်တို့ strategy ဘိုင်းမှာစဉ်းစားရပါတယ်